အမျိုးသမီးရောအမျိုးသားရောလိုက်လို့ရမယ်အိမ်တွင်းနီလန်းလေးပါမိတ်ဆွေတို့အတွက်စံကေတာဆိုတာဒုတိယမျက်နှာဖြစ်တယ်လို့မျိုးပွဲလေတင်မှုအတွက်ကိုဤကအိမ်တွင်းနီလန်းလေးကိုထပ်ပြီးတော့မျှဝေပေးပါမယ်ဒါလေးတွေကတော့လူတိုင်းသိတယ်အိမ်တိုင်းမှာလည်းရှိတယ်ရှားရတာလည်းအရန်လွယ်ကူတယ်ဤတို့တွေတခါလှုပ်ထားပြီးပြီဆိုလို့ရှိရင်တလားလောက်လဲခံတယ်ပေါ့နော်အဲ့တော့တနက်ရှင်းရှင်းတက်ရဲရဲနဲ့မိမိရဲ့အိမ်နောက်ဝေးကြောင်မိမိရဲ့လက်တကမ်းမှာပဲရှိတဲ့ဒီအိမ်တွင်တဘာဝမိဖို့ကြောင့်ပစ္စည်းလေးတွေနဲ့ဤတို့သပင်အတွက်ကိုဘလို့အသုံးပြုမလဲဒါကတော့ဤတို့တွေလေးညင်းပွင့်ကိုရဆိုင်နေမှာရတယ်အဲ့ဒါလေးအခု20လောက်နဲ့ကြက်သွန်နီးခက်ကြီးကြီးလေးကိုဒီလိုမျိုးလေးတုံးပြီးတော့လှီးထားမယ်ပြီးရင်ဖန်ပလင်းဖန်ပကံလုံးထဲကိုထည့်မယ်ပေါ့နော်ထည့်ပြီးတဲ့အခါမှာဤတို့တွေအုံးစီပေါ့နော်အုံးစီစစ်ဟုတ်ကဲ့ပါအုံးစီစစ်ပါအုံးစီစစ်ကိုအဲ့ဒီဟာတွေမြုပ်နေအောင်ဒီပစ္စည်းလေးတွေမြုပ်နေအောင်ဤတို့တွေစိန်ထားပေးမယ်စိန်ထားပေးပါမယ်စိန်ထားပြီးတဲ့အခါမှာဤတို့ဘယ်လောက်ထားမလဲဆိုရင်တရက်ထားမယ်ပေါ့နော်တရက်တိတိထားမယ်24 hour တရက်တိတိထားမယ်ထားပြီးလို့ရလာတဲ့ဟောဒီအစီလေးကိုဤတို့တွေစစ်ထားပေးမယ်ပေါ့နော်အခုလိုမျိုးစကားလေးနဲ့စစ်ထားပေးမယ်ပိတ်ပါလေးနဲ့လည်းစစ်လာပေးမယ်ပြီးပြီဆိုရင်ဤတို့တွေခေါင်းလျှော်ကန်နီးတိုင်းမှာဤတို့ဥရွေပြားနဲ့ဆန်သားအနံ့ကိုအနှဲငယ်လေးဖိနှိပ်ပြီးတော့လိမ့်ပေးမယ်ပြီးတဲ့အခါမှာအပျော့စားရှမ်ပူလေးနဲ့လျှော်ပေးမယ်ဆိုရင်မိတ်ဆွေတို့စံကေတာအတွက်ကိုအဆင်ပြေပါပြီဒါလေးကတော့ဤရဲ့၃မျိုးတစ်ဆက်ဖြစ်ပါတယ်